ထိုင်းနေကသူတို့ရဲ့လာဆန္ဒလာကိုဘယ်လိုနာမည်ပေးထားတာလဲအဲ့ဒီလာဆန္ဒလာရဲ့နာမည်ကိုလွယ်အောင်ဘယ်လိုမှတ်ကြမလဲ January ကနေပြီးတော့ December အထိဒီရာသီခွင်ရဲ့နာမည်တွေကိုမြန်မာလိုသိထားရင်ထိုင်းရဲ့ဒီလာဆန္ဒလာကိုဆက်ပြီးတော့မှတ်လို့ရသွားပါပြီအဲ့တော့ကြည့်လိုက်ရအောင်ပထမဆုံးရာသီခွင်ကတော့ Capricorn လို့ခေါ်တဲ့မကာရရာသီခွင်ပါထိုင်းလိုမကရာခွန်ဒီမှာဆိုရင်မကရာမြန်မာလိုမကာရတော်တော်လေးကိုမှဆင်တူပါတယ်စလုံးပေါင်းကြည့်မယ်နော်မောအမကောရောအာကရာခောအမောခောမကရာခော January ဒုတိယတစ်ခုကတော့ Aquarius လို့ခေါ်တဲ့ကုံရာသီပါသူကိုกุมภาพันธ์กอุมกุมพออาภาพออะนอทอการันพันกุมภาพันธ์ February ပါရှေ့ကกุมနဲ့မြန်မာလိုကုံနဲ့တူပါတယ်ဆက်ကြည့်မယ် Pisces လို့ခေါ်တဲ့မိန်ရာသီပါมีนาคมมออีมีนออานาคอโอมอคมมีนาคมMarch ပါမီနာဆိုတော့ main လို့လည်းတွားလို့ရတယ်လို့ဒီ main ဆိုတာကပါဠိစကားမီနာကနေဆင်းသက်လာတာပါဆက်ကြည့်လို့ရတယ်နော်နောက်တစ်ခုက Aries လို့ခေါ်တဲ့မိတ္တရာသီပါမေษายนมอเอเมสออาสายอโอนอยนเมษายน April မိတ္တနဲ့မေษาနီးစပ်ပါတယ် Taurus လို့ခေါ်တဲ့ပိတ္တရာသီခွင်ကိုတော့พฤษภาคมพอฤสอพออาภาคออมอคมพฤษภาคมเมลาပါพฤษภาနဲ့ပိတ္တကတော့နည်းနည်းလေးဆက်လို့ခတ်တယ်ပေါ့နော် Gemini လို့ခေါ်တဲ့မေထုံရာသီကိုတော့มิถุนายนมออิมิทออุทุนออาณายอโอนอยนมิถุนายนจุนมิถุนาနဲ့မေထုံတော်တော်လေးဆက်လို့လွယ်ပါတယ် Cancer လို့